ရှင်ဘုရားလူပြေကိုပြန်တဲ့အခါမှာဘယ်မှာအရှင်ဘုရားပထမဆုံးကြွမှာလဲဆိုတော့မြတ်စွာဘုရားမေးတယ်သာရိပုတ္တရာဒီနှစ်ဘယ်မှာဝါဆိုလဲလို့ဆိုရှင်သာရိပုတ္တရာကသင်္ကတ္တမြို့မှာဝါဆိုပါတယ်ဆိုဒါဖြင့်သာရိပုတ္တရာရှိတဲ့နေရာငါလူပြေကိုဆင်းမယ်လို့သင်္ကတ္တဆိုတာဒီကနေ့အနေနဲ့အိန္ဒိယမြေပုံရပြောမယ်ဆိုလို့ရှိရင်နိယုဒေလီမြို့နာနီးလို့ဆိုတယ်အဲ့ဒီမှာရှင်သာရိပုတ္တရာဝါဆိုတော့မြတ်စွာဘုရားအဲ့ဒီကြွမယ်လို့ကြွတဲ့အခါမှာလည်းပဲတရားမင်းကြီးကအစီမံတစ်ခုလုပ်တယ်တာဝရိန္ဒနတ်ပြည်ကနေပြီးတော့လူပြည်ထီအောင်စောင်းတန်း၃သွယ်ဖန်ဆင်းလိုက်တယ်စောင်းတန်း၃သွယ်ကလက်ရဘက်ကစောင်းတန်းကရွှေစောင်းတန်းလက်ဝဲဘက်ကငွေစောင်းတန်းအလဲကောင်ကဗရမ ्या စောင်းတန်းအဲ့တော့တာဝရိန္ဒနတ်ပြည်ကကြည့်လို့ရှိရင်ရွှေကလက်ရငွေကလက်ဝဲသင်္ကတ္တမြို့ကကြည့်လိုက်မယ်ဆိုရင်လက်ဝဲလက်ရပြောင်းသွားမယ်နော်သင်္ကတ္တမြို့ကအောက်ကနေကြည့်တဲ့အခါကျတော့ရွှေကလက်ဝဲဖြစ်ပြီးတော့ငွေကလက်ရဖြစ်သွားတယ်အပေါ်ကကြည့်လို့ရှိရင်လက်ဝဲလက်ရတစ်ခုအောက်ကနေကြည့်သို့တော်တရားမင်းကြီးကဖန်ဆင်းတာတော့လက်ရကရွှေလက်ဝဲကငွေအလဲကောင်ဗရမ ्या ဆောင်းတန်းဆိုပြီးတော့ဆောင်းတန်း၃သွယ်တရားမင်းကြီးကဖန်ဆင်းတယ်အဲ့ဒါကိုကြောင်းပြုပြီးတော့လူတွေဟာတာဝရိန္ဒဘွဲတို့မြင့်မိုးဘွဲတို့ဆိုပြီးလုပ်နေကြတာပေါ့နော်စိတ်ကူးပြီးတော့လုပ်နေကြတာဖြစ်တယ်မြတ်စွာဘုရားဆောင်းတန်း၃သွယ်ကနေပြန်ပြီးတော့ကြွတယ်လို့တရားမင်းဖန်တီးတဲ့ပုဂ္ဂိုလ်ကတရားမင်းပဲမြတ်စွာဘုရားကအလဲပရမ ्या ဆောင်းတန်းကကြွတယ်မြတ်စွာဘုရားရဲ့လက်ရဘက်မှာဘေလူကပန္ဓုဆိုတဲ့နတ်ဆောင်းကြီးကိုပိုက်ပြီးတော့ပိစတိခါကဆောင်းကလေးတီးပြီးတော့တချင်းတန်အေးအေးနဲ့မြတ်စွာဘုရားကိုပူဇော်လိုက်လာတယ်နော်ပူဇော်ပြီးတော့လိုက်လာမြတ်စွာဘုရားရဲ့လက်ဝဲဘက်ကတော့တရားမင်းကြီးရဲ့ယထာမောင်းတဲ့မာတတိဆိုတဲ့နတ်သားကမြတ်စွာဘုရားကိုခြံရံပြီးတော့လိုက်ပါလာအဲ့ဒီမှာငွေဆောင်းတန်းကပြမပရိသတ်ကဆင်းတယ်ပြမကြီးကလည်းပဲမြတ်စွာဘုရားကိုတော့ထိယူအုပ်မိုးပြီးတော့မြတ်စွာဘုရားကိုခြံရံလိုက်ပါကြတယ်နတ်ဒီမာတတိတို့ကလည်းတာမီးရကင်ပြီးမြတ်စွာဘုရားကိုပူဇော်ဝိုင်းနဲ့လိုက်လာကြငွေရွှေဆောင်တဲ့ဘက်ကတရားနဲ့နတ်တွေအလုံးကမြတ်စွာဘုရားကိုခြံရံပြီးလိုက်လာတယ်အဲ့လိုကြီးမားလာတဲ့ဆန်းပြလာတဲ့အခမ်းအနားနဲ့မြတ်စွာဘုရား